ဆိုင်ခင်တောင်းနဲ့ဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းဒီအေးခရိုင်မိုးနယ်မြို့နယ်ကဖြစ်ပါတယ်ရန်ကုန်ကိုမျက်စိလာပွင့်နဲ့ကျွန်တော်ရဲ့မိကြီးတွေတူတွေရောက်ပါရဲ့တာသမီးတွေကလိုင်းဖို့ဆိုတဲ့အတားနဲ့ရှမ်းရိုးရည်ကြီးမှုကိုဒီကဲလိုဖိတဲ့ကစောင့်ရှောက်တဲ့ပေါ်ထုတ်တဲ့ဆိုတာတင်ပြလို့အားဖြင့်အခုလိုပေါဝင်လာရခြင်းဖြစ်ပါတယ်ရှမ်းရိုးရည်ကိုစီဆိုတာနေရာတိုင်းမှာတည်ရနေလို့ကြမှာဖြစ်ပါတယ်ဒါပေမဲ့ရှေးရှားလူကြီးများကရှမ်းရိုးစီတည်ရတာမှာအရင်ပြီးခြင်းအရင်ပြီးခြင်းဆိုတဲ့နှမျိုးရှိပါတယ်ဒီလိုပြီးခြင်းကတော့ဣတိပိတောဘဂဝါဘုရားဘုရားကိုဆိုပြီးတော့ဦးစီနဲ့ပြန်ပြရခြင်းဖြစ်ပါတယ်အရင်ပြီးခြင်းဆိုတာဒီနေ့တိုင်းကလည်းဘုရားကလည်းစတင်ပြီးပြီးခြင်းတာဖြစ်ပါတယ်ဒါကြောင့်ဒီဒီလိုကိုသင်ပြနေတော့အားဖြင့်ဒီဘုရားကိုစင်ပေါ်ရောက်လာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့တင်ပြလို့ရှောင်းစီပြီးခြင်းကိုနာတော်တာ